အဲ့ဒီနေ့ကပကံရက်နေမင်းကအလွန်ကိုရက်ဆက်လွန်းလာပါတယ်။မောင်လွန်းကနှီးရကြိုးကိုသူမသွားချင်လွန်းလာတဲ့အနန္ဒာဖျားစီကိုခေါ်လာခဲ့တာမှာဖျားရင်ပြင်ပေါ်ရှောက်နေရင်နှီးရကြိုးရဲ့ခြေလမ်းတွေကတဖြည်းဖြည်းရိုင်နေလာလေ။နှီးရအဆင်ပြေရဲ့လားမျက်နှာလေးတိတ်မကောင်းဘူး။မောင်လွန်းကစိုးရင်တကြီးမေးလိုက်ပြီးမယ်နှီးရကြိုးကတော့အာယူပြီးပြုံးပြရှာတယ်။ရပါတယ်မောင်လွန်းနေနေပူလို့နေမှာစကားတော်မဆုံးသေးခင်မှာပဲနှင်းရည်ကြိုရဲ့ကိုလေးဟာလေထဲမှာဝေကြွားသွားတဲ့တိရွက်ချောက်ကလေးလိုမောင်လုံးညရင်ခွင်လေးကိုငိုက်ချသွားပါတော့တယ်။နှင်းရည်တတိထားအောင်လေမောင်လုံးတယောက်ထိတ်လန့်တကြားအော်ဟစ်ရင်သူမကိုပွေ့ချီကအနီးနားကဆေးရုံကိုအမြန်ဆုံးပြေးခဲ့ရတယ်။ဆေးရုံကကရင်ပေါ်မှာတတိမိမျောနေတဲ့နှင်းရည်ကြိုကိုကြည့်ရင်မောင်လုံးရင်ထဲမှာဘလောင်ဆူနေမိလေသူမရဲ့အိတ်ကလေးထဲကနေမှတ်ပုံတွေရှာကြည့်ဖို့ကြိုးစားရင်လိပ်သေးရောက်အဖုံးလေးနဲ့စားအုပ်အဟောင်းလေးတအုပ်ထွက်လာခဲ့လေအဲ့ဒါကတော့ရန်ကုန်ကနာမည်ကြီးကင်ဆာအထူးကုဆေးခန်းတစ်ခုရဲ့ဆေးမှတ်တမ်းစာအုပ်ပါပဲမောင်လုံးရဲ့လက်တွေတုံရီလာနေစာအုပ်ကိုလှန်ကြည့်လိုက်တဲ့အခါအဆင့်လေးအဆုတ်ကင်ဆာဆိုတဲ့စလုံးကမောင်လုံးရဲ့မစ်လုံးတွေကိုဓာတ်နဲ့မှုန်းလိုက်တယ်လို့ခန်းစားလိုက်ရတယ်ဆရာဝန်ရဲ့မှတ်ချက်မှာတော့ကြံရှိနေတဲ့အချိန်ရက်တရပတ်အနှဲငယ်သားလို့ရေးထားတာကိုတွေ့လိုက်ရတဲ့အခါမောင်လုံးရဲ့ကဘာကြီးတစ်ခုလုံးပြိုကျသွားသလိုပါပဲဒါကြောင့်နှင်းရီကပကံကိုလာခဲ့တာလားသူမပကံကိုလာခဲ့တာဟာအပန်းဖြေဖို့မဟုတ်ဖေသူမရဲ့နောက်ဆုံးထက်သက်ကိုဒီရှေးဟောင်းစီဒီပထိုးတွေကြားမှာငင်းအေးစွာဆွန့်လွတ်ချင်ခဲ့လူပါပဲသူမရဲ့ဝမ်းနဲ့ရိတ်တန်းနေတဲ့မျက်လုံးတွေဥအုံးနဲ့ကလေးဖြစ်သွားရင်မှတ်မိအောင်မလားဆိုတဲ့စကားတွေရဲ့အတိတ်ပဲကိုမောင်လုံးအခုမှကောင်းကောင်းကြီးနားလည်သွားခဲ့ရပါတယ်။စီယုံခန်းအကင်ဘက်ကတစ်ပင်ပေါ်မှာတော့ဥအုံးနှစ်ကလေးကတီးတံကိုအလွမ်းဘက်ကိုနှွဲပြီးကျူးရင်နေပြန်ပါတယ်။